စုရသွားတဲ့ဝင့်တငယ်ချင်းမိုင်းနဲ့မင်္ဂလာပါမြန်မာဆယ်လီရီကပ်ပရိသတ်တို့ကြီးကျွန်တော်တို့ရဲ့မြန်မာဆယ်လီရီကပ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တချင်းအမိုက်စားတွေနဲ့ပရိသတ်တွေရဲ့ရင်ထဲကိုနေရာယူထားတဲ့အဆိုတော်မိုင်းနဲ့ကိုတော့အားလုံးသိကြမှာပါဒါပေမဲ့အခုတစ်ခေါက်မှာတော့သူဟာဂီတဆင်မြင့်ထက်မှာမဟုတ်ပဲဘောလုံးကွင်းထဲမှာချန်ပီယံဆုကြီးကိုစွတ်ခူးသွားနိုင်ခဲ့ပါတယ်ဟုတ်ပါတယ်ပရိသတ်ကြီးအခုမြင်တွေ့နေရတဲ့အတိုင်းအဆိုတော်မိုင်းနဲ့တယောက်စုဖလားကြီးကိုကင်မြောက်ပြီးအောင်ပွဲခံနေတာပဲဖြစ်ပါတယ်ဒီစုဟာဘာစုလဲဆိုတော့ဂီတလောကသားချင်းချင်းချစ်ကြည်ရေးနဲ့ကျန်းမာရေးအတွက်ရည်ရွယ်ပြီးကျင်းပခဲ့တဲ့ဂီတမိသားစုများဖူးဆဲဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။မိုင်းနက်ဟာအမှုပညာရှင်တွေစုစည်းထားတဲ့ Musical Night ကအသင်းမှာကျောနံပါတ်33ကိုဝတ်ဆင်ပြီးအားကျိုးမှန်တက်ပါဝင်ရှင်ပြိုင်ခဲ့တာပါ။သူတို့အသင်းဟာပြိုင်ပွဲတစ်လျှောက်လုံးမှာအကောင်းဆုံးလက်တွဲကစားမှုတွေတိုက်စစ်အကျိတ်အနယ်တွေနဲ့အတူပြိုင်ဘက်တွေကိုကျော်ဖြတ်ပြီးနောက်ဆုံးမှာတော့အားလုံးမျှော်လင့်နေတဲ့ချန်ပီယံဆုကြီးကိုထိုက်ထိုက်တန်တန်စွတ်ခူးရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီပုံလေးထဲမှာကြည့်လိုက်ပါဦး။မိုင်းနဲ့တယောက်ရွှေတစိမ့်လေးကိုသွားနဲ့ကိုက်ပြီးဖလားကြီးကိုပွေးပိုက်ထားတဲ့အမူအရာဟာဘလောက်တောင်ပျော်ရွှင်ကျေနပ်နေလဲဆိုတာအထင်ရှားပါပဲဗျာအမှုပညာအလုပ်တွေမကပဲအားကစားဘက်မှာပါခုလိုထူးချွန်ပြောင်မြောက်ပြီးစုဖလားသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်ပရိသတ်တွေကလည်းလူမှုကွန်ရက်စာမျက်နှာထက်မှဂုဏ်ယူပါတယ်ကိုမိုင်းနဲ့ရေမင်းကတော့ကွင်းထဲမှာရောစင်ပေါ်မှာပါအမိုက်စားပဲဆိုပြီးဝမ်းသာအားရဂုဏ်ပြုစကားတွေအပြိုင်အဆိုင်ပြောကြားနေကြတာကိုတွေ့ရပါတယ်ဟေးကျွန်တော်တို့ရဲ့အဆိုတော်မိုင်းနဲ့တယောက်ရှေ့ဆက်ပြီးတော့လဲအမှုပညာလောကမှာတင်မကဝါသနာပါတဲ့အားကစားကဏ္ဍတွေမှာပါအခုလိုအောင်မြင်မှုတွေစက်တိုက်ရရှိပါစေကြောင်းကျွန်တော်တို့မြန်မာဆယ်လီရီကပ်ကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်ပရိသတ်ကြီးလည်းအဆိုတော်မိုင်းနဲ့ရဲ့အခုလိုချန်ပီယံဆုရရှိမှုအပေါ်ခန်းစားချက်တွေကိုအောက်က comment မှာရေးသားခဲ့ပေးပါဦးနော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အမှုပညာရှင်တွေရဲ့သတင်းတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို like subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးပြအားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ